ခွေးလေးတွေကြောင်လေးတွေကိုအစာခွန့်ကြွေးခြင်းရဲ့ကောင်းကျိုးတွေဆိုးကျိုးနဲ့ပတ်သက်ပြီးမှကျွန်တော်အနေနဲ့ဒီနေ့မှာဆွေးနွေးပြောပြပေးသွားမယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်စီကိုစေကန်းလာပြတဲ့တိရစ္ဆာန်ချစ်သူတော်တော်များများမှာဆိုလို့ရှိရင်အိမ်ကသားလေးကတော့အစာကိုခွန့်ကြွေးမှစားတာအိမ်ကသမီးလေးကတော့အစာကိုခွန့်ကြွေးမှစားတာဘာကောင်းကျိုးတွေရှိလဲဘာဆိုးကျိုးတွေရှိလဲဆိုပြီးမှကျွန်တော်ကိုအမြဲတမ်းမေးထားရှိတယ်ပေါ့နော်။အဲ့တော့ကောင်းကျိုးတွေအနေနဲ့ဘာတွေရှိတယ်လဲဆိုလို့ရှိရင်သူတို့လေးတွေနဲ့ကျွန်တော်တို့ဂျားကတန်ရောစဉ်ကိုပို့ပြီးမှခိုင်မြဲစေတဲ့အပြင်ကိုမှသူတို့တွေကကိုယ်တွေကိုယုံကြည်မှုပို့ပြီးမှတိုးစေတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့အခုမှအိမ်ကိုအစ်စ်ခေါ်လာတဲ့အကောင်လေးတွေမှာဆိုလို့ရှိရင်ခွန့်ကြွေးခြင်းအားဖြင့်ကျွန်တော်တို့ဒီအနေနဲ့ကျွန်တော်တို့ရဲ့ပို့ပြီးမှယဉ်နီးမှုပိုရစေတယ်ပြီးတော့ရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူတို့တွေကိုလေ့ကျင့်သင်ကြားပေးတဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင်အစာလေးတွေကိုခွန့်ကြွေးတာကသူတို့တွေကိုကျွန်တော်တို့အပြုသဘောဆောင်တဲ့တိုက်တွန်းချက်တွေပေးတာနဲ့အတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့အထောက်အကူဖြစ်စေတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အစာစားနေတဲ့အကောင်တွေမှာဒါမှမဟုတ်လို့ရှိရင်နေမကောင်းတဲ့အကောင်တွေမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ခွန့်ကြွေးခြင်းအပြင်အစာစားခြင်းစိတ်ကိုသူတို့တွေကိုပို့ပြီးမှဖြစ်စေတယ်ပြီးတော့ရင်အစာပြန်စားလာအောင်လို့ဆွဲဆောင်နိုင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အစာခွန့်ကြွေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အစာစားတဲ့နှုံးသားကိုကျွန်တော်တို့ဒီအနေနဲ့ထိန်းချုပ်လို့ရတယ်အဝလွန်တဲ့အကောင်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနေနဲ့ဒါပြုလုပ်တဲ့အထဲမှာပါတယ်ပေါ့နော်အဲ့တော့စိုးကျိုးတွေအနေနဲ့ဘာတွေရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာအလွန်အကျော်မီခိုလာတာမျိုးတွေကျွန်တော်တို့ဖြစ်ပေါ်လာနိုင်တာတွေရှိတယ်လို့နောက်တစ်ခုကကျတော့ဘာလဲဆိုလို့ရှိရင်အစာလူတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်ကိုက်ချင်းမျိုးတွေပေါ့နော်ဒီလိုအပြုမှုမျိုးတွေကိုကျွန်တော်တို့ဒီအနေနဲ့တွေ့ရနိုင်တယ်နောက်တစ်ချက်ကကြတော့ကိုခွန့်ကြွေးမှာပဲစားတဲ့အကောင်လေးတွေဟာဆိုလို့ရှိရင်ကိုခရီးသွားတဲ့အချိန်မျိုးတွေကိုကအပြင်ထွက်သွားတဲ့အချိန်မျိုးတွေမှာဆိုရင်အိမ်သားတွေနဲ့ထားခဲ့တဲ့အခါမျိုးမှာဆိုရင်เนาะဒုက္ခရောက်တယ်ပြီးရင်နောက်တစ်ခုကအချိန်ပိုပြီးမှကုန်စေတာမျိုးတွေရှိတယ်ပေါ့เนาะပြီးရင်နောက်တစ်ခုကဒီကိုယ့်ရဲ့တကူရည်တန့်ရှင်းရေးနဲ့ပတ်သက်ပြီးမှသူတို့တွေကိုအမြဲအစာခွန့်ကြွေးရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့ကိုယ့်ရဲ့တကူရည်တန့်ရှင်းရေးကိုအများကြီးဂရုစိုက်ရတဲ့အတွက်ကြောင့်မလို့အချိန်အရန်ကြီးကုန်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအနေနဲ့ပေါ့နော်ဘယ်အချိန်တွေမျိုးတွေမှာပဲခွေးလေးတွေကြောင်လေးတွေကိုအစာခွန့်ကြွေးတဲ့တယ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်ကိုအသေးရောက်လာတဲ့ခွေးလေးတွေကြောင်လေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီနဲ့ရင်းနှီးမှုပို့ပြီးမှရအောင်လို့ကျွန်တော်တို့အစာခွန့်ကြွေးတာမျိုးပြုလုပ်တဲ့နဲ့ပြီးတော့လို့ရှိရင်လေ့ကျင့်ခန်းတွေလုပ်ပေးနေတဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင်စူးချတဲ့အနေနဲ့ကျွန်တော်တို့အစာလေးတွေကိုလက်နဲ့ခွန့်ကြွေးတာမျိုးပြုလုပ်တဲ့နဲ့ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်နေမကောင်းတဲ့အချိန်မျိုးမှာပဲခွေးလေးတွေကြောင်လေးတွေကိုအစာခွန့်ကြွေးတာလုပ်တဲ့နယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကနေ့စဉ်သာခွန့်ကြွေးလာခဲ့မယ်ဆိုလို့ရှိရင်သူတို့တွေအနေနဲ့သူတို့ကိုသူတို့ယုံကြည်မှုတွေလျော့လာပြီးတော့မှကျွန်တော်တို့ဒီအပေါ်မှာအများကြီးမိခိုလာတာမျိုးတွေရှိတယ်အဲ့ဒီခါမျိုးမှာဆိုလို့ရှိရင်ကိုမရှိရင်အစာမစားတဲ့ပြဿနာမျိုးတွေအများကြီးကြုံတွေ့ရနိုင်တယ်အစာမစားဘူးဆိုရင်နောက်ဆက်တွဲတွေအနေနဲ့ကျွန်တော်တို့အများကြီးပြဿနာတွေဖြစ်လာနိုင်တယ်အဲ့အတွက်ကြောင့်မလို့ကိုယ့်အိမ်မှာမွေးမြူထားတဲ့ခွေးလေးတွေကြောင်လေးတွေကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနေနဲ့ဒါလေ့ကျင့်ပေးနေတဲ့အချိန်မဟုတ်ဘူးပြီးတော့လို့ရှိရင်နေမကောင်းတဲ့အချိန်မှမဟုတ်ဘူးဆိုလို့ရှိရင်အစာခွန့်ကြွေးတာမျိုးကိုမလုပ်ဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းလိုတယ်ပေါ့နော်